ကဲဒီနေ့မှာတော့ပေါ့နော် clay sketch လေးတွေကိုမှပဲမမများနိုင်တဲ့ဈေးတက်တန်လေးနဲ့ရောင်းပေးမှာပါဒီမှာဆိုရင်ဒီ clay sketch ပုံစံလေးပေါ့နော်ဒီလိုလုံးစွတ်တိုလေး तू ကအလွာတော့မပါဘူးပေါ့ဒါလေးရ size ဆိုရင်လည်း3 size ရမယ် medium လက် size ဆိုပြီးတော့ medium size ကကြတော့3နှစ်4နှစ်ရမယ်လက် size ဆိုရင်5နှစ်6နှစ်ရမယ် XL ကကြတော့9နှစ်10နှစ်ထိဝယ်လို့ရမယ်ပေါ့နော်ဒါလေးတွေကဒီလိုမျိုး3တက်တွဲဟိုမှာရေမတို့က14000နဲ့ရောင်းပေးမှာဒီလို3တက်လုံးမှာ14000ပဲကြာမှာဆိုတော့ तू တစ်ထည်ကို9000တောင်မကြာဘူးပေါ့နော်4000ကျော်ကျော်လေးနဲ့ရမှာဆိုတော့လုံးဝချုပ်ခတောင်မှမရှိတဲ့ဈေးလေးနဲ့ရောင်းပေးမှာအရင်လက်တန်နဲ့မမတို့ကကြတော့ site တော့ရွေးလို့ရတယ်ဒါပေမဲ့ဒီလိုအစင်လေးတော့ရွေးလို့မရဘူးပေါ့နော်ဒီမို့လို့အစင်လေးတွေအကုန်လာတယ်ပြီးတော့3တက်လုံးလေးမို့လို့အစင်မထက်အောင်ထည့်ပေးမှာဆိုတော့ဒီမို့အစင်လေးလည်းပြပေးမယ်ဒီလိုမျိုးအုပ်ကျိုးရောင်လေးတွေလည်းပါမယ်နောက်တစ်ခုကကြတော့ဒီမှာအကွက်စင်လေးပေါ့နော်သူအစင်လဲစုံတယ်ဒီဇိုင်းလဲစုံတယ်ဒီလိုအကွက်စင်လေးတွေလည်းပါမယ်ဒါလေးဆိုရင်ပါတိတ်စင်လေးပေါ့ချစ်စရာလေးကနုတ်လေးတွေဒီလိုလေးလည်းပါမယ်ဒါလေးဆိုလည်းနက်ပြလေးတော်တော်လေးလာရေမို့လို့လူကြီးစကတ်ဒီမှာတော့မရှိတဲ့အစင်ဒီဇိုင်းတွေဒီ clay sketch လေးမှာပါတယ်ပေါ့နော်တရားလေးဆိုရင်မို့လို့ဒါ ID1 ဆွဲသားအထူသားလေးပါမယ်ပြီးကြတော့ tissue ဆွဲသားလေးတွေနောက်တစ်ခုကကြတော့မျိုးခြေဆွဲသားလေးတွေပေါ့နော်ဒါလေးတွေမို့လို့ရောပြီးတော့မှမတူအောင်လေးထည့်ပေးသွားမှာပါအထည်ရည်အတွက်ကလည်းအများကြီးမရှိဘူးဆိုတော့ဒီ sketch လေးလိုချင်နေဆိုရင်အခုမို့လို့ပြပေးထားတဲ့ Viber ဖုန်းနံပါတ်လေးမှာလာပြီးတော့မှာလို့ရပါတယ်ရှင်